ရှယ်စီအသင်းနဲ့တရားဝင်လမ်းခွဲသွားပြီဖြစ်တဲ့ရာဟင်းစာတာလင်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကိုဆိုင်အေရှယ်စီလိုက် YouTube Channel နဲ့ Facebook Page ကနေအပြာရောင်ကြီးကိုအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမပြောပြသွားမယ့်အကြောင်းအရာလေးကတော့ရှယ်စီအသင်းနဲ့တရားဝင်လမ်းခွဲသွားပြီဖြစ်တဲ့စာတာလင်ဆိုတဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ဘောလုံးလောကရဲ့ဇက်ခုံပေါ်မှာမထင်မှတ်ထားတဲ့အပြောင်းလဲတစ်ခုမနေ့ကပဲတရားဝင်ဖြစ်ပေါ်ခဲ့ပါပြီအဲ့ဒါကတော့အပြာရောင်တိမ်တိုက်တွေအောက်မှာ200တိကျဖြတ်တန်းခဲ့တဲ့အင်္ဂလန်ကျယ်ပွင့်ရာဟင်းစာတာလင်တရရှယ်စီအသင်းနဲ့စာချုပ်ဖြတ်သိမ်းလိုက်ပြီးလမ်းခွဲလိုက်ပြီးဆိုတဲ့သတင်းပါပဲအသက်ရှိရေးအဆင်းရှိရဆိုပေမဲ့စာတာလင်ရဲ့ဒီထွက်ခါမှုကတော့ပြည်သက်တွေအတွက်အံ့အားသင့်စရာမောင်ကနဲ့ထွက်ပေါ်လာတဲ့မိုးချိုးသက်တစ်ခုဖြစ်ခဲ့ပါတယ်သူဟာအခုဆိုရင်ဖြစ်ဘယ်အသင်းကိုမဆိုအခမဲ့ကူးပြောင်းခွင့်ရှိတဲ့ free agent တဦးဖြစ်လက်တံမြေမှာရပ်တည်နေပါတယ်ဒေတာတဲ့နေရာ9ဆာရှာဆိုသလိုပဲစာတာလင်ဟာကစားသမားရဲ့ဘဝရဲ့အခန်းကဏ္ဍအသစ်ကိုစတင်ဖို့အတွက်အချိန်ဆွဲမနေပဲပြည့်ပြည့်တသားဆုံးဖြတ်ချက်ကိုရှာလိုက်တာပါအပြောင်းရွှေ့စုကပိတ်ခံနေအချိန်မှာဒီလိုဆုံးဖြတ်တာဟာလေလံနှစ်ဖက်နင်းဖို့ထက်မိမိရဲ့တန်ဖိုးကိုသက်သေပြနိုင်မဲ့ညခင်းပြင်အသစ်ကိုရေရုံဝန်းရှာဖွေလိုက်တာပဲဖြစ်ပါတယ်စာတာလင်လို့အတွေ့အကြုံရင့်ကျက်ပေးတဲ့စီးလို့မြန်တဲ့ကစားသမားတအုပ်ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်ပြီဆိုတဲ့သတင်းကဥရောပကလပ်တွေအတွက်နွားရှည်ထွန်ကျိုးစရာမလိုအောင်ဆွဲဆောင်မှုရှိနေပါတယ်ဘလော့စင်မှာတော့လန်ဒန်မြို့ခံဝက်ဆန်နဲ့ဖူဝန်တို့ကခါကျင်ကောင်ဘေးထောက်တယ်လို့အမေရိကစောင့်ကြည့်နေကြတယ်လို့အီတလီစီးရီး A ကလပ်တွေကလည်းသူတို့ရဲ့အသင်းကိုအားဖြည့်ဖို့အတွက်စာတာလင်ကိုမျက်စိကျနေကြပါတယ်ပထမမှန်လျင်ဖုံးကွယ်ရေးမရဆိုသလိုစာတာလင်ရဲ့ရွှေစန်းတွေကဘယ်မြေမှာပြန်လဲတောက်ပလာအောင်လဲဆိုတာပြန်ခုန်စရာပါပဲရှက်စီနဲ့လမ်းခွဲခဲ့ပေမဲ့ဒါဟာသူ့အတွက်တော့နေကုန်းမဟုတ်ပဲပုံမကြီးကျယ်တဲ့အစပြုခြင်းတစ်ခုဖြစ်လာနိုင်ပါတယ်တရှိကကန်အခုအားထုတ်မှုဆိုသလိုစာတာလင်ရဲ့နောက်ထပ်ရှေ့တန်းကဘယ်ရက်စီကိုဥတီသွားမလဲဆိုတာမကြခင်သိရတော့မှဖြစ်ပါကြောင်းပြောရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်ရှက်စီးဖန်ကြီးအကိုတွေအနေနဲ့ကရောရှက်စီးနဲ့စာတာလင်တို့လမ်းခွဲသွားတဲ့အပေါ်ဘယ်လိုအမြင်လေးတွေရှိကြလဲဆိုတာအောက်က comment box ထဲဝင်ရောက်ရေးသားပေးခဲ့ကြပါအောင်ရှင်ကျမတို့ရဲ့ကိုဆိုင်အေရှက်စီလာ YouTube Channel နဲ့ Facebook Page ကနေနေ့စဉ်ရှက်စီးသတင်းနဲ့ဝဲကြိုဝက်ပြီး30ချက်ဗီဒီယိုတွေတင်ဆက်ပေးတော့မှာမို့ like and follow subscribe လုပ်ပေးကြပါအောင်ရှင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကျေးဇူးများအများကြီးတင်ပါတယ်ရှင်